ဒီနေရာကတော့ကျွန်တော်တို့ဒါ Gate Scout တောင်ကိုတွားနေတာဖြစ်ပါတယ် Gate Scout တောင်ပေါ်ကိုကျွန်တော်တို့က cable နဲ့တက်ရမှာပေါ့နော်ဒါ Gate Scout တောင်ရဲ့ရှေ့ကိုရောက်ပါပြီကျွန်တော်တို့လေးအားလေးမြူကနေလေနော်လိုအပ်တဲ့အားလေးမြူကရေစားတဲ့ရေဘူးလေးcable စီးမဲ့နေရဒါတော့ cable စီးမဲ့နေရကိုစဝင်ပါပြီဒီမှာမြောက်တွေလည်းရှိပါတယ်မြောက်တွေကနည်းနည်းတော့ရှင်းပါတယ်တောင်ပေါ်ရောက်သွားရင်တော့မြောက်တွေကနည်းနည်းလေးတော့ဟိုဆွဲခြင်းဒီဆွဲခြင်းတော့ရှိပါတယ်တောင်ပေါ်မှာလည်းမြောက်တွေအများကြီးရှိပါတယ်ကျွန်တော်ဒီအောက်မှာတော့ ticket ဝယ်ရတာပေါ့နော်တယောက်က ticket တော့ဝယ်တာကျွန်တော်တို့ကစောင့်နေတာပေါ့ ticket ဒီရိုင်းတယောက်ကိုဝယ်ပြီးတော့ကျွန်တော်တို့အပေါ်ကိုတက်လာပြီအပေါ်တက်ပြီးတော့ဒီမှာကျွန်တော်တို့ထိုင်ဆောင်နေရပါတယ်တွေ့လိုက်ကြည့်cable စီးဖို့အတွက်ကျွန်တော်တို့ထိုင်ဆောင်နေတာပါခင်ဗျာရှေ့မှာလည်းလူတွေအများကြီးပဲတန်းစီရတဲ့လူတွေအများများပါတယ်ဒါ ticket ကိုစစ်နေတာပါ ticket စီးပြီးဒီဘက်ကထွက်တာတော့ cable စီးဖို့အတွက်တခါ cable နေရာကိုသွားတဲ့နေရာဖြစ်ပါတယ်အဲ့ticket ပါအဲ့ ticket ကလေးတော့မပြောင်းအောင်သိမ်းထားပါမယ်ခင်ဗျာအပြန်ကြရင်လည်းတခါပြန်ပြရပါတယ် cable စီးဖို့အတွက်ကိုကျွန်တော်တို့ cable စစီးနေပါပြီကျွန်တော်တို့က2ယောက်တည်းကြံခဲ့တော့ဒီမှာအပနာတွေနဲ့ကျွန်တော်တို့နှစ်ပါးသွားခဲ့ရပါတယ်တစည်းကို8ယောက်စီးရတာပါခင်ဗျာသူကလည်းဘာတွေပြောမှမသိပါဘူးকথা বললেই তো মনটা ঠিক থাকবে হ্যাঁ কথা না বললে ঠিক রাখার কি আছেကိုစကန်အရာမှာပါတယ်တော်များပါတယ်တလုံးလည်းပြောနေကြတာသူနဲ့သွားတယ်আমরা তো বেশ ছিল তো উঠে দেখ না আর তো লিচু অনেক কারি কিন্তু লক্ষ্য করি যে দুটো কত মানি এখানে পার পার কিছু নেই পাওয়াটা রাখো সুন্দর এখানে দেখে তো অনুমান করতে পারবে কি সুন্দর লাগছে এই রাস্তার দিয়ে লোক উঠছে এই এখানে লোকটা ওটা হেঁটে ওটাဒါတော့ကျွန်တော်တို့ cable ကနေပြန်ဆင်းလာတော့ရောက်ပါပြီတောင်မို့နည်းနည်းလေးလမ်းလျှောက်ရပါသေးတယ်မြောက်တွေလည်းရှိပါတယ်ဒီနားမှာလည်းမြောက်တွေရှိပါတယ်ဒါကတော့ဒါဂျပန်ကတည်ထားတဲ့ဖေးရပါဒါဘာကြီးဘုံကြီးရှင်းပြအောင်ပြီးရင်ကျွန်တော်တို့ guide ဦးစင်းရှင်းပြရတဲ့မှာလည်းပါပါတယ်နေရာမှာနေရတဲ့အုပ်ကနေနေရာဘေးစကုတ်ကြောင်းတော်နေရာဒီလိုကိုဘေးပြီးလာတဲ့အခြေတော်အနေနဲ့ကြည့်မှဒီစေးကြီးကိုမြင်ရတယ်အဲ့စေးကြီးရဲ့တောင်ချောဆင်းလေးအနေနဲ့ကြည့်တဲ့ဘုရားရဲ့အဲ့ဒီဘေးစကုတ်ကြောင်းတော်နေရာဖြစ်တယ်အဲ့ဒါဒီမြတ်စွာဘုရားရှင်တော်ကိုပဲဘေးစကုတ်ကြောင်းတော်နေရာလို့ပြောတယ်အဲ့မှာဘာသူစားရပြုဖို့ပဲလေဆိုသုတ္တံပေါင်းများစွာသတ္တဝါများစွာမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားကျင့်တရားတော်တွေကနားလည်လို့ဉာဏ်ကဇတ်တော်ကြီးအဲ့တောင်ပေါ်ကနေကျွန်တော်တို့ဆင်းရတယ်အဆင်းသွားမယ်ဆိုရင်တော့အဲ့နေရာကအနိုင်ဝက်လောက်တော့လမ်းလျှောက်ပါတယ်ကျွန်တော်တို့ကတော့မဆင်းခဲ့ပါဘူးအဲ့နောက်သွားခဲ့ပါဘူးခင်ဗျာအဲ့မြတ်စွာဘုရားတရင်သုံးခဲ့တဲ့နေရာဖြစ်ပါတယ်ဓမ္မောပတ္တံတောမံပတ္တိဓမ္မောပတ္တံတောမံပတ္တိတရားမြတ်ကျေသနာတော်ကိုမြင်မှသာလေငါဘုရားရှင်ကိုပြုလို့ကြည်လို့ရောက်ပဲဆိုတဲ့တရားကိုဒီနေရာမှာဟောတာအဲ့တော့ဘုရားကိုပြုလို့ကြည်ညိုယုံလေးနဲ့ဘာမှပြုလို့ဘုရားဟောတဲ့တရားတွေကိုကျင့်ကြံကြိုးကိုပွားများအားထုတ်မှသာလေဘုရားကိုကြည်ညိုရောက်ပဲလို့ဘောဂတိမတိဟောခဲ့တဲ့ဒီနေရာအဲ့တော့ဒီရွေးကြီးတွေစသည်အားဖြင့်ပေါ့နော်သတ္တဝါများစွာပြုပေါ်ခဲ့တဲ့နေရာဒီနေရာအဲ့တော့ဒီနေရာကိုဟိုဒီကားနေဆင်းပြီးတော့ဘာလို့ဆိုတော့ဒီလိုပဲဒီနေ့တော့ဒီမှာတော့အဲ့ဒီအနေအောက်ဆုံးဒီလိုတော့အချိန်ကားလည်းမလုံးအောင်ဘူးအဲ့ဒါနဲ့ဆိုတော့ဒီကနေအာရုံလေးကိုပြောနေတာအဲ့ဒီစတဲ့ဒီနေရာကိုမှတ်လို့ဆိုရင်ဒီစေရီယာဂျပန်နိုင်ငံကနေလာရောက်တည်ထားတဲ့စေရီဖြစ်တယ်ဝီရှွာရှန်တီစေရီလို့ခေါ်တယ်စလုံးပေါင်းတော့နည်းနည်းခက်တယ်ဝီရှွာရှန်တီစေရီမှာပဝေဇနီယလေးဌာနရဲ့
အိဗေလေးတန်ပူတော်ထားတဲ့ဆင်းရဲတွေရှိတယ်ဒီတော်ဝိရှာရှန်တိစီရှိတယ်ဒီဟာကိုမှတ်မယ်ဆိုရင်ဒီစကုတောင်းတော်နဲ့တွဲပြီးတော့နားလည်ပြီးတော့မှတ်သားကြရတယ်အဲဒါကြောင့်ဒီဦးတို့ကဝိရှာရှန်တိစီနဲ့ဒီလိုတောင်းတော်ရာကိုအာယုပြုပြီးတော့မောဒတကြောင့်ဒီလိုတော့မှဖြစ်တယ်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအာတုအာတုအာတုဣစ္ဆကုတလင်းတို့တို့ပြီးနေတယ်ဒါအဖွဲလိုက်တော့ရမယ်ဒါတော့ကျွန်တော်တို့တောင်ပေါ်ကနေပြန်ဆင်းပါပြီကေဘယ်နဲ့ပြန်ဆင်းပါပြီဒီကနေကျွန်တော်တို့ကလေသား900ကုန်ခဲ့တဲ့နေရာကိုသွားမှာဖြစ်ပါတယ်ကြောက်ပလဲပင်းနေရာပေါ့သူတို့လှဲပင်းကြောက်ရာကြီးတွေကကျွန်တော်တို့ကြောက်ဖြစ်ရုပ်တွန်းတိုင်းရှိခဲ့တဲ့ဟာမျိုးတွေပေါ့လှဲပင်းရာကြီးနေရာကိုသွားမှာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုရိုက်နာမည်ရိုက်ပြရတယ်ဘယ်နားရိုက်လာမှာလေသား900ဒါတော့အခုကျွန်တော်ပြောတဲ့လေသား900ကုန်ပြီးတဲ့နေရာရှိပါတယ်လေသား900ဒီမှာဘာလာလောက်လိုက်ရောက်ရှိနေပါပြီခုနကဒါကျွန်တော်တို့ရာတချိုဝင်လာတော့ပထမဆုံးတွေ့ခဲ့တဲ့နေရာပေါ့အဲ့ဟာကိုကျွန်တော်တို့ကမဝင်ခဲ့ပဲနဲ့လူများနေလို့ဆိုပြီးကျွန်တော်တို့ကြော်ခဲ့တာပါအခုမှကျွန်တော်တို့ပြန်ဝင်တာပါခင်ဗျာဒါအဲ့ကြောက်လဲပင်ရာကြီးဖြစ်ပါတယ်ခင်ဗျာဒီမှာလာတဲ့သူတွေကတော့ဈေးရောင်းဈေးကွယ်ကောင်းအောင်လို့တဲ့အဲ့ကြောက်လဲပင်ရာကြောက်ခဲလေးတွေကိုတည်ကြတယ်တဲ့သူတို့ကကုံကူးတဲ့နေရာဖြစ်တဲ့အတွက်ပေါ့နော်လဲသား900ကုံကူးတဲ့နေရာဖြစ်တဲ့အတွက်ဈေးရောက်တဲ့သူတွေကတော့ဒီကကြောက်ကလေးတွေကိုအိမ်နာကြောက်တွေကိုအဆောင်အဖြစ်ယူကြပါတယ်လေခင်ဗျာဒါတော့ဦးစင်းတက်ဖန်းနေတာဖြစ်ပါတယ်ဒီနေရာကတော့ကျွန်တော်တို့ဇက်နှိပ်ဇက်မြင့်ရေချိုးတဲ့နေရာမှာတဲ့ကျွန်တော်တို့ကတော့ဆင်းပြီးမလေးလာခဲ့ပါဘူးဇက်မြင့်နဲ့သူကရေချိုးပြီးတော့စီလာတဲ့ရေကိုဇက်နှိပ်နဲ့သူကဆက်ပြန်ပြီးတော့ဆက်ချိုးရတဲ့နေရာပါကျွန်တော်တို့ဆင်းပြီးတော့မလေးလာခဲ့ပါဘူးဒီနေရာကိုတော့ကျွန်တော်မခါကြမောင်းနေဘာနေကိုရီဗျာမြတ်စွာဘုရားရှင်တရင်သုံးတော်မူခဲ့တဲ့ဇေတဝန်ကျောင်းကိုဆက်သွားမှာဖြစ်ပါတယ်အဲ့ဒါကိုနောက်အပိုင်းမှာတင်ပေးမှာဖြစ်ပါတယ်ဆက်ပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုရင်ကွန်မန့်လေးတွေနဲ့ပြောခဲ့ပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဒီဇန်နေရေချိုးတဲ့နေရာရဲ့အပေါ်မှာနေရာလေးတစ်ခုရှိတယ်ပိတ်ပလိကိုဆိုပြီးတော့ရှင်မာဂတပါကြီးဒရန်တောင်းတဲ့နေရာလို့ပြောတယ်အခုကျွန်တော်တတပန်ဒီလိုင်းကိုဆိုတာလည်းဒီကနေတော့ရတာတောင်3လုံးလောက်ကျော်ရတယ်ပမာဏတင်တဲ့နေရာခါကြကြတဲ့ဦးဇင်းတို့ဟိုနလန္ဒာသွားတဲ့လမ်းမှာခါကြရောကျွေးမယ်လေနော်ဒီမှာဘုံပတ်ဆိုင်ရှိတထိုးပေးတာခါကြရောကျွေးမယ်ဒီမှာပန်းပြီးဝယ်မယ်ပလဲပြီးဝယ်မယ်နလန္ဒာပေါက်ကြမှာပလဲပြီးဝယ်ပလဲပြီးကနလန္ဒာပေါက်မှာရမ်းကြီးတယ်ရ这个西瓜了喏。